နိုင်ပေါင်းရဲပေါ့နော်ဒီလက်ချက်ကြောင့်တိတ်ဆုံးသွားတယ်ရုရှားကလေးငယ်နှစ်ဦးကြောင့်ပေါ့နော်သူ့အမေက social media မှာတင်လာခဲ့ပေါ့နော်သူတာလည်းမှတ်တရပုံလေးတွေပြီးတော့သူတာ hero တကောင်ဖြစ်တယ်ပေါ့နော်သူတိတ်ဆုံးသွားတယ်ဒါမှမတိတ်ဆုံးခင်မှာပေါ့နော်သူ့အမကိုသူစက္ကန့်ပိုင်းဖြစ်မှာသူကောင်းဝယ်ပေးသွားတာပေါ့နော်သူအမေကသူတာလေးသူတာ hero တကောင်ဖြစ်တယ်ပေါ့နော်လုံးဝတော်တယ်လူတယောက်ဖြစ်တယ်လို့ဆိုလိုတာပေါ့နော်အဲ့တော့ဒီအကြောင်းကိုကျွန်တော်ပြောပြမယ်ဒီငါသားလေးရတဲ့သူ့အမေကနေပြီးတော့ရေးတင်ထားတာပေါ့နော်ပြောပြထားဒီငါသားလေးရပေါ့နော်စူပါဟီးရိုးတယောက်ပါပြောတယ်ပြီးတော့သူကသူ့အမေကိုနောက်ဆုံးစက္ကန့်ချိန်ထိနောက်ဆုံးပေါ့နော်စက္ကန့်ထိပေါ့နော်သူကောက်ကွယ်ပေးထားလို့ပြောတယ်ဒီနိုင်ပေါင်းရဲ့လက်ချက်ကြောင့်ပေါ့နော်ဒီဆုံးသွားတဲ့ရုရှားမော်နမမိခင်ကသူ့ social media မှာတင်ပြထားတယ်ပေါ့နော်ဒီစုံစမ်းစစ်ဆေးမှုတွေအရာဒီလမ်းကြောင်းအရာပေါ့နော်သူ့သားနာမည်ရိုမန်လို့ခေါ်တယ်ပေါ့နော်ဒီရိုမန်ဟာသူ့ဘဝရဲ့နောက်ဆုံးအချိန်တွေမှာပေါ့နော်သူ့အမကိုအဆုံးထိကောက်ွယ်ပြီးတော့ကြိုးစားကောက်ွယ်ဖို့သူကြိုးစားခဲ့တယ်လို့သိရပါပေါ့နော်ဒီမိခင်ဖြစ်သူကကြတော့ဒီအရင်တော့ကမိသားစုရဲ့ဒီပေါင်းအမှတ်တရဗီဒီယိုလေးတွေသူကပို့တင်ခဲ့တယ်ပြီးတော့ကားပေါ်မှာရိုက်ထားတဲ့တာမန်ပုံလေးတွေနဲ့လူတိုင်းကိုပေါ့နော်ပြုံးရည်ပြီးတော့ပျော်ပျော်ရွှင်ရွှင်လေးနဲ့ပေါ့နော်အခြေကုန်ခက်ချတာသူတို့တာမိသားစု၃ယောက်ကဒီဘယ်သူမှမထင်မှတ်ထားခဲ့ကြပဲနဲ့မထင်မှတ်ထားတဲ့ပေါ့နော်အဲ့ဒီနေ့ကိုသူတို့အဲ့ဒီနေ့ကပေါ့နော်အပြုံးတွေကနောက်ဆုံးကြံခဲ့တဲ့အမှတ်တရတွေဖြစ်သွားလိမ့်မယ်ဆိုတာပေါ့နော်ဒီတူတို့မှာနမ2ယောက်လုံးဟာချော်ပူရီခရိုင်ထဲကဖြစ်ရန်တစ်ခုကြောင့်ပေါ့နော်အိမ်ကိုပြန်မလာနိုင်တော့ဘူးခင်ဗျဒီမိခင်အားတူရဲ့ထဲခန်းစားချက်တွေပေါ့နော်ဒီကဘာတဝမ်းလုံးလူတွေကြောင့်အခုလိုပြောပြလိုက်တယ်ခင်ဗျဒီငါသားလေးကတကယ်ဟီးရိုးတရားဖြစ်တယ်ပြီးတော့သူ့သားကျတော့အသက်ဆက်ခေါ်ပဲရှိသေးတယ်ပေါ့နော်လက်ရှိစုံစမ်းမှုအရာအချက်လက်တွေအရာသူကသူ့အမောင်နောက်ဆုံးအချိန်အထိကောက်ွယ်ဖို့သူစူးစမ်းခဲ့လို့တရားရယ်ပြီးတော့သူကစိတ်ထားကောင်းပြီးတော့တက်တိရှိပြီးအချက်တွေနဲ့ပြည်နေတဲ့ကောက်ကလေးတယောက်ပေါ့နော်လေးတယောက်ဆိုတာကအမြဲတည်နေပါတယ်ဆိုသူ့မေကရေးသားဖော်ပြထားတာပေါ့နော်ဒါပေမဲ့ဒီနေ့မှာပေါ့နော်ကဘာတဝမ်းလုံးသူဘလို့လူစားမျိုးလဲဆိုတာသိသွားကြပြီပေါ့နော်ငါရိုမန်အတွက်အဆုံးမရှိကုန်ယူမိတယ်ပေါ့သူ့အမေကပြောထားငါသားငါဟီးရိုးပေါ့နော်ဒီနေ့မိခင်တယောက်ရဲ့နှုတ်ကထွက်လာတဲ့ဟီးရိုးဆိုတဲ့စကားလုံးကအောင်နိုင်သူတယောက်ကိုခေါ်တဲ့နာမည်မဟုတ်ပါဘူးဒါသားဖြစ်သူကမိသားစုရဲ့နောက်ဆုံးစက္ကန့်အထိကောက်ွယ်ဖို့ရွေးချယ်ခဲ့တဲ့ဆိုတာကိုသိလိုက်ရတဲ့မိခင်တယောက်နှလုံးသားကထွက်လာတဲ့စကားလုံးတစ်လုံးဖြစ်တယ်ပေါ့နော်သူမေပြောတာကျတော့ဘယ်လိုလဲဆိုတော့ဒီနာမည်ကဒီစူပါဟီးရိုးပြီးတော့ဟီးရိုးဆိုတာအောင်နိုင်သူတင်စားခေါ်တဲ့နာမည်မဟုတ်ဘူးသူသားပေါ့နော်မိသားစုမနာဆုံးချင်ပြီးကောက်ွယ်ပေးတယ်ပေါ့နော်ဒီကောက်ွယ်ဖို့အတွက်သူရွေးချယ်ခဲ့တာကိုသိလိုက်ရတဲ့မိခင်တရားနှလုံးသားထွက်လာတဲ့စကားတစ်လုံးဖြစ်တယ်ပေါ့နော်အဲ့လိုပြောတယ်ကိုတွေဒါသူ့အမေနဲ့မှာရေးထားတဲ့စာသားတွေဖတ်ရင်လည်းဒါမျက်ရည်ဝဲမိပေါ့နော်ဘယ်လောက်တော့ခံစားလိုက်ရမလဲကွာသူမစင်ကယ်မားသားလို့ပဲပြောတယ်ပေါ့နော်ဒီရုရှားနိုင်ငံလာပြီးတော့ချော်ပူရီပတ်တရားမှာအခြေလာချပြီးတော့သူ့သားတဲ့သမီးကိုပတ်တရားမျိုးရဲ့နိုင်ငံတကာအကြောင်းမှာတက်ခိုင်းတယ်လို့ဆိုရပေါ့နော်သူ့သားပစ္စည်းတွေကိုကြည့်ပြီးသူဘလောက်ဝမ်းနဲ့နေမလဲစဉ်းစားကြည့်ကွာသားသမီး2ယောက်လုံးသူတက်ခလိုက်ရဆိုဘလောက်ဒီဝမ်းနဲ့ကြေခွဲလိုက်ရမလဲသူကသူ့အခုပြောတဲ့ဆိုရင်သူကဒီရုရှားနေလာပြီးတော့ဒီထိုင်းနိုင်ငံပတ်တရားမျိုးမှာသူတို့လာနေထိုင်ရသူ့သားကျတော့နိုင်ငံတကာအကြောင်းမှာတက်ခိုင်းရပေါ့နော်သူ့သားနဲ့သမီးကိုဒီနိုင်ပေါင်နဲ့နိုင်ထုံဆိုသူတို့2ယောက်လက်ချက်တော့ဒီကလေး2ယောက်ကအတက်ဆုံးကျုပ်ခဲ့ရပါတော့သူ့မေကဒီစိတ်အေးနဲ့ဒီစောင်းရေးသားထားတယ်ပေါ့ဒါပေမဲ့သူ့ရင်ထဲမှာဘလောက်တောင်ကြေကွဲခံစားနေရမလဲဆိုတော့ကျွန်တော်ဒါမှတော့ဒီပြောပြနေတာဟိုဖြစ်တယ်ဒီလိုဆိုဘယ်လိုမျိုးခံစားရမလဲဆိုတော့ပေါ့နော်သိကြည့်လိုက်တော့ကောင်းရမှာရပါစေလို့ဒီမှာ2ယောက်လုံးဒီကနေပဲဆူတောင်းပေးလိုက်တယ်ပေါ့နော်နောက်ဘွားကြရင်ဒီလိုဖြစ်ဆိုလည်းမကြုံရပါစေနဲ့လို့လည်းဆူတောင်းပေးလိုက်တယ်နော်ကိုလည်းဖတ်ရတာစိတ်ထဲမှာကောင်းပေါ့နော်ဒီလိုမျိုးမဖြစ်ပါစေနဲ့ပေါ့နော်ဒီလိုမျိုးဟာကြီးလည်းနောက်ထပ်ဘယ်တော့မှမကြားရပါစေနဲ့ပဲဆူတောင်းတယ်ပေါ့နော်ခက်ကာလာရဖြစ်စီလာနေတဲ့မြလူတွေကဒီတယောက်ကိုတယောက်မုံတီးလာကြတယ်လူတယောက်ရဲ့အတက်ကိုမတည်တော့ဘူးတက်ရတာတော့မလေးတော့ဘူးဒီလိုတယောက်စစ်တက်နဲ့လို့တက်လိုက်တယ်သူတို့ကတော့ဘာမှမရှိဘူးအဲ့ဒီဖြစ်နေပေါ့နော်ခေရလောပစ္စည်းနေပါပြီယူရဒီမှာပေါ့နော်ဒါကြောင့်နိုင်ကြောင်းပြောချင်ပါဘူး